လာတော့ပဲရှိသေးတယ်ပတ်စံနဲ့ကုန်းမြန်ပြီကွာဘာတွေသုံးမြန်လည်းမသိဘူးဒုက္ခပါပဲဒီလိုမျိုးဝင်ငွေကထွက်ငွေထက်ပိုများနေရတယ်ဘာကြောင့်မှမသိလိုက်ပဲနဲ့ပတ်စံကုန်သွားတာမျိုးမဖြစ်ရအောင်ကျွန်တော်အခုပြောပြမယ် Money Manager ဆိုတဲ့ application ကို download လုပ်လို့လုပ်မယ်နော်ဒီ application တွေကတလားလာဝင်ငွေကိုတတ်မှတ်ထားနိုင်ပြီးတော့ကိုကဒီပတ်စံသုံးတဲ့အခါမှာဥမာအစားအစာဖုန်းဘီလမ်းစရိတ်သွားစရိတ်ဒီလိုမျိုးဟာတွေကိုကျွန်တော်ကတ်တကူးလေးခွဲပြီးတော့မှတ်ထားလို့ရပါတယ်ဒီလိုမှတ်ထားခြင်းအပြင်ကိုကဘယ်နေရာမှာအသုံးများနေရဘယ်လိုနေရာမှာ short သုံးနေလဲဆိုတာကိုသိရမှာဖြစ်ပါတယ်ပြီးတော့ဝင်ငွေထဲမှာ auto နှုတ်ပေးသွားမှာဖြစ်ပြီးတော့ဘယ်နေ့မှာဘယ်လိုသုံးနိုင်ဆိုတဲ့ဟာကိုလည်းအတိအကျကြည့်နိုင်မှာဖြစ်ပါတယ်ဒါကြောင့်ဝင်ငွေနဲ့ထွက်ငွေမျှတမှုမရှိတာတွေကိုကဘယ်နေရာမှာဘယ်လိုသုံးလိုက်ဖြုံးလိုက်မိတာလဲဆိုတော့ကိုယ်မြင်နိုင်တာမို့လို့ကိုကဘယ်နေရာမှာပတ်စံနေသုံးလိုက်မိရလဲဆိုပြီးတော့ပြန်စဉ်းစားနေတဲ့ခေါင်းစားချက်မျိုးတော့ပေါ့ဗျာပြီးတော့ကိုကမုံဖိုးတွေtip money တွေအလောက်ကနေ bonus တွေပါရရဆိုလို့ရှိရင်လည်းဒီမှာတစ်ခါထပ်ထည့်လို့ရတယ်ပေါ့နော်ကျွန်တော်တော့မရသေးဘူးမထည့်တော့နောက်နေ့မှာလည်းအခုလိုမျိုးကာတို့အတွက်အသုံးဝင်မဲ့ application ထပ်ပြီးတော့တင်ပေးမှာမို့လို့ကျွန်တော်ဆောင်မကောက် page ကို like and follow လုပ်ဖို့မေ့ပါနဲ့ခင်ဗျာကျွန်တော်ဆောင်မကောက်ဝေဖြိုးပါနောက်ပြီးပြန်မနေကြပါမယ်